ဦးစောဤတာရနဲ့တစ္ဆာရှိဂျပန်နိုင်ငံသွားတဲ့တည်င်းကိုကျွန်တော်ကိုယ်တိုင်ပဲတင်ပေးတာဖြစ်ပါတယ်တပည့်တော်ကိုမဟုတ်တဲ့တည်းတွေကိုဝေဖန်တိုက်ခတ်နေပြီးတော့တနာတာတဲ့တနေ့ကတည်းကဂျပန်သွားတာဂျပန်သွားသစ္စာရွှေစီဆရာတော်နေတဲ့ဦးစောတိတာရကတဲ့အစိုးရအလိုကြပေါ့ဗျာနိုင်ငံခြားမှာသွားပြီးတော့တဲ့စီဝီဆင်းနေပါတယ်ဟုတ်တယ်လေအရှင်ဖျားတို့နိုင်ငံခြားဂျပန်နိုင်ငံကိုရောက်ပြီးတော့အခုဗမာအဖွဲ့အစည်းဆိုတာလေဖြစ်ပေါ်လာပြီမဟုတ်လားသစ္စာရွှေစီဆရာတော်ဒီတော့အခုချိန်ကြီးမဖူးဘူးသေးဘူးအပြင်မှာသိလဲမသိဘူးသူဖုန်းနံပါတ်လည်းမရှိဘူးသူနဲ့လည်းမခင်သေးဘူးတရားတွေသူတရားတွေပြီးတော့နာပါတယ်သွားတာလည်းအတူတူမဟုတ်ဘူးတပည့်တော်ကိုကိစ္စနဲ့ကိုသွားတာဆရာတော်ကနောက်မှာအေးလေတပည့်တော်ကလည်းဗာပြောလို့လေရှင်ဖျားတို့ဂျပန်ရောက်နေတယ်ရောက်နေတယ်ပြောတာလေအတူတူသွားပါတယ်လေဘင်းဖက်ပြီးသွားပါတယ်လို့တပည့်တော်လည်းမပြောတာပါဘူးเนาะအဲ့တော့ရှင်ဖျားတို့ဒီဂျပန်နိုင်ငံကိုသွားနေကြတယ်ယနေ့မြန်မာနိုင်ငံမှာတော့မှမြန်မာနိုင်ငံမှာရှိတဲ့အခြေအနေတော့မှဘာမှမလုပ်ပေးနိုင်မင်းနဲ့နိုင်ငံခြားထွက်တာတော့ရှင်ဖျားတို့ကိုယ်တိုင်ယူသားမှုရှိရလားဆိုတာရှင်ဖျားတို့ကိုရှင်ဖျားတို့မေးကြည့်ပါဗျာနော်လောက်ကြံချက်ကအဲ့ဒါဗီဒီယိုနဲ့လောက်ကြံတာတပည့်တော်ပေါက်နေတာလေဗျာတပည့်တော်ကိုအဲ့လိုပြောပြီးအပြစ်တင်တယ်ကဲ့ရဲ့တယ်ဆဲတယ်ဆိုသူတို့ကပတ်စံရတပည့်တော်အေးပတ်စံရလို့လောက်ကြတယ်လောက်ကြပါသေးငါအကြောင်းယူပတ်စံရငါတော့ကုသိုလ်ရသေးလို့တပည့်တော်ဒီလိုပဲနှလုံးသွင်းတယ်နော်အဲ့တော့တရားဓမ္မဆိုတာကအရန်ကိုမာကြောတဲ့အုတ်နေရနဲ့တူပါတယ်တရားဓမ္မကိုနားမလည်တဲ့သူကကျွန်တော်တို့ဥကောင်းနဲ့တူပါတယ်အဲ့တော့ကျွန်တော်တို့ကတရားဓမ္မဆိုတဲ့အုတ်နေရကိုကျွန်တော်တို့တရားမဟုတ်တဲ့သူကခေါင်းနဲ့သက်ဆောက်ရင်ကျွန်တော်တို့ခေါင်းနဲ့ပွဲမှာမလားအဲ့ဒီတဘောပါပဲကျွန်တော်တို့ကတရားဓမ္မနဲ့ပတ်သက်ရင်အုတ်နေရကိုဘယ်သူမှခေါင်းနဲ့ဆောက်မှာမဟုတ်ပါဘူးเนาะအဲ့တော့ဒီလိုမျိုးသူ့ရဲ့ကြော်ကြားမှုကိုကျွန်တော်တို့ကစီးပွားရှာစရာလည်းအကြောင်းမရှိဘူးเนาะတစ္ဆာတရားကိုမျက်နှိုးတဲ့လူဆိုတာကဒီအုတ်နေရံကိုခေါင်းနဲ့စောင့်ဖို့ကကျွန်တော်တို့မလုပ်ပါဘူးเนาะအဲ့လိုမျိုးသူများတက်ကကိုအပြစ်ပြောပြီးမှကိုကျိုးစီးပွားရှာတယ်ဆိုတဲ့ဟာကလည်းဒါကဓမ္မကိုလူလာတဲ့သူတွေရဲ့အလုံးမဟုတ်ပါဘူးကျွန်တော်တို့ကဓမ္မကိုလူလာတဲ့သူတွေဖြစ်တဲ့ဓမ္မကိုလူလာတဲ့လူဆိုတာကတိုက်ခိုက်တာမဟုတ်ဘူးအဆုံးမဆိုတာကကျွန်တော်တို့ဒီဟာကတော့ပုတ်တယ်ဒီဟာကတော့အေးပါတယ်ဆိုတာကိုကျွန်တော်တို့ရှင်းပြပေးတာဖြစ်တယ်အဲ့တော့နာမည်ကြီးတဲ့လူကိုအတန်းရှင်းယူတဲ့ဟာကတရားဓမ္မမဟုတ်ဘူးเนาะဒါကြောင့်မို့ရှင်ဘုရားတို့ကိုယ်တိုင်ကဒီတစ္ဆာတရားရဲ့သဘောကိုရှင်ဘုရားတို့ကိုယ်တိုင်နားလည်ဖို့ရည်ကြီးပါတယ်เนาะတရားဓမ္မဆိုတာကအုတ်နေရကိုခေါင်းနဲ့တိုက်တဲ့လူကခေါင်းမကွဲမှာပေါ့ဘယ်သူကတိုက်မှာလဲတပည့်တော်လည်းဒီလိုမျိုးတရားဓမ္မမျက်နှာတဲ့လူတွေကသူများကိုမဟုတ်မမှန်ပြောလို့မရဘူးလေအဲ့တော့အရှင်ဘုရားတို့ကတစ္ဆာတရားဆိုတာကသူများကိုချနေပြီးမှကိုကျိုးရှာရတဲ့အလုံးမဟုတ်เนาะအဲ့တော့အရှင်ဘုရားတို့ရဲ့တစ္ဆာတရားမှန်ကန်မှုကအရှင်ဘုရားတို့လက်ပြအရှင်ဘုရားတို့လုံပါစေတပည့်တော်ရဲ့တစ္ဆာတရားမှန်ကန်မှုကလည်းတပည့်တော်ကိုယ်တိုင်တပည့်တော်လုံပါတယ်အဲ့တော့ဘသူကလုံပြီးတော့ဘသူကချိုးဖောက်နေတယ်ဆိုတာကအချိန်တန်ရင်အဖြစ်ပြီးတော့မှဖြစ်ပါတယ်เนาะဒါကြောင့်မို့အရှင်ဘုရားတို့လိုချမ်းသာခြင်းတော့အရှင်ဘုရားတို့လိုလုံပြီးလုံလိုက်မှာပေါ့အရှင်ဘုရားတို့ကဘာပြောစရာအကြောင်းရှိမှာလဲတပည့်တော်တို့ကအရှင်ဘုရားတို့လုံပြီးမလုံဘူးဆိုတဲ့ကတပည့်တော်တို့ဒီတရားဓမ္မကိုမူတည်ပြီးတော့ကိုကျိုးရှိပွားမချဘူးဆိုတာရှင်းနေတာပဲရှင်ဘုရားတို့ကြတော့လော်ဘီလုပ်ပြီးတော့ကိုကျိုးရှိပွားရှာနေတာလေမတူဘူးတစ္ဆာတရားရဲ့အရာသာမတူဘူးလို့တပည့်တော်ကလျှောက်ထားပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဘယ်မြည်သူတူတယောက်မှအပြစ်ပြောလို့ခြင်းမဟုတ်ပါဘူးတစ္ဆာတရားဆိုတာကသူများကိုဗလိမ့်ပြီးမှစီးပွားရှာတဲ့အလုံးမဟုတ်ပါဘူးဆိုတာကိုမိတ်ဆွေတို့စဉ်းစားတွေးခေါ်နိုင်မှုချပြပေးခြင်းဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ